ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်တခုခုကိုတင်ယူဖို့နှစ်တချီပြီးအချိန်ပေးရတယ်ဆိုတဲ့အတွေ့အဲ့ဒီအတွေ့ကိုလုံးဝပြောင်းပြန်လမ်းဖြစ်မဲ့နီလန်းတွေကြောင်းရှင်းပြသွားမှာပါဟုတ်ပြီဒါဆိုပထမဆုံးအနေနဲ့ဘာကြောင့်တင်ယူရတာနေတယ်လို့ထင်နေကြတာလဲအဲ့ဒီပြဿနာရဲ့အရင်မဲ့ကိုအရင်ကြည့်ကြည့်အောင်ဘာသာစကားတစ်ခုပြောတတ်ဖို့အနည်းဆုံးတစ်နှစ်တဲ့တူရီယာတစ်ခုကျွမ်းကျင်ဖို့ဆိုရင်ဆယ်စုနှစ်တစ်ခုလောက်လေ့ကျင့်ရမယ်ကိုတင်လားတပွားလုံးပဲတဲ့ဟုတ်ဒါတွေအားလုံးကကျွမ်းကျင်မှုတစ်ခုရဖို့အချိန်အကြာကြီးပေးရမယ်ဆိုတဲ့ယူဆကိုပို့ပြီးခိုင်မာသွားစေတဲ့ဥပမာတွေပေါ့ဆိုတော့အဓိကပြဿနာကပါတယ်တကယ်တမ်းကျတော့တင်ယူရမယ့်ຢာကခင့်နေလို့မဟုတ်ပါဘူးဗျာပြဿနာကတုံးနေတဲ့နီလမားနေတာပါလူများစုကအရာအားလုံးကိုတစ်ချိန်တည်းမှာတပြိုင်တည်းတည်အောင်လုပ်ဖို့ကြိုးစားကြတယ်အဲ့ဒီမှာတင်အာယုံဆိုင်မှုတွေပြောက်ထိအောင်မှုမရှိတော့တာပဲဟုတ်ပြီအဲ့ဒီတော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲတကယ်စိတ်ဝင်စားဖို့ကောင်းတာကအရေးအကြီးဆုံး20%ကပဲကိုလိုကြီးနဲ့ရလက်တွေရဲ့80%ကိုပေးနိုင်တာပါကဲဒါကိုလက်တွေ့ဥပမာတွေနဲ့ကြည့်ကြည့်ရအောင်ရှင်းသွားလိမ့်မယ်ဂီတာတီးတာကိုပဲစဉ်းစားကြည့်ကော့ဒီကထုံးတဲ့ချီရှိတယ်ဒါပေမဲ့အဓိကကြတဲ့ကော့လေးခုကိုပဲကျွမ်းကျင်ရင်တီးတက်လိုက်တာနဲ့လူကြိုက်များတဲ့ပချင်းတွေရဲ့80%လောက်ကိုတီးနိုင်သွားပြီဘာသာစကားမှလည်းအတူတူပါပဲအတုံးများလုံးစကားလုံး1000လောက်ကိုပဲတီးထားလိုက်နေ့စဉ်သုံးစကားပြောရဲ့80%ကိုနားလည်သွားမှာပါနောက်တစ်ဆင့်တက်ကြည့်ရအောင်အဲ့ဒါကဘလို့လေ့ကျင့်မလဲဆိုတာပါပဲဒါကဘာကိုလေ့ကျင့်မလဲဆိုတာထက်ဘလို့လေ့ကျင့်မလဲဆိုတာကိုအဓိကထားရတာပါလူများစုလုံးနေကြကဘယ်လိုလဲကြမ်းကျင်မှုတစ်ခုလုံးကိုအစားငနဲ့အစုံအထက်ထက်အခါပြန်လုပ်တာတဖြည်းဖြည်းတော့တိုးတက်လာမှာပါလေဆိုပြီးမျှော်လင့်တာပေါ့ဒါပေမဲ့တကယ်မြန်မြန်တင်တဲ့နှစ်တွေကအဲ့လိုမလုပ်ဘူးသူတို့က900အားနဲ့ဆုံးအချက်အဲ့ဒီတစ်ချက်တည်းကိုပဲတီးတန့်ခွဲထုတ်ပြီးအဲ့ဒါကိုအလိုလျောက်ကျွမ်းကျင်သွားတဲ့အထိထွန်းဖောက်ပြီးလေ့ကျင့်တာပါဥပမာလူရှစ်ထွက်ပြီးစကားပြောတာကိုလေ့ကျင့်နေလေဆိုတော့မိန်ခွန်းတစ်ခုလုံးကိုအစားအဆုံးအထက်ထက်ကျင့်နေမယ်အစားကိုယ့်ရဲ့အားနည်းချက်တစ်ခုတည်းကိုပဲအာရုံစိုက်လိုက်ပါဥပမာမျက်လုံးချင်းဆောင်မကြည့်ရတာလားဒါဆိုရင်မျက်လုံးချင်းစက္ကန့်30ကြောင်ကြည့်တာအဲ့ဒါတစ်ခုတည်းကိုပဲတီးတန့်လေ့ကျင့်ပါဒီအပိုင်းလေးကျွမ်းကျင်သွားပြီဆိုမှနောက်တစ်ပိုင်းကိုဆက်သွားပေါ့အခုတတိယမြောက်လေးဝက်ချေကိုရောက်လာပါပြီဒီနီလန်းမှာကအရန်ရိုးရွှင်ပြီးလက်တွေ့ကြတဲ့အစင်3ဆင့်ပဲရှိပါတယ်နံပါတ်1ကြည်ပါကျွမ်းကျင်သူတယောက်လုံနေတာကိုဘာမှမစင်စားပဲကြည်လိုက်ပါနံပါတ်2လှုပ်ပါကြည်ပြီးတာနဲ့ချက်ချင်းပဲအချိန်မဆွဲပဲကိုယ်တိုင်လိုက်လှုပ်ကြည့်ပါပြီးတော့နောက်ဆုံးနဲ့ရေးကြီးဆုံးအဆင့်ပြန်သင်ပေးပါကိုခုနကလှုပ်ခဲ့တဲ့ရောက်ကိုတခြားတယောက်ကိုပြန်သင်ပေးလို့ရှင်းပြလိုက်တာပါဒီနီလန်းရဲ့အဓိကလျှို့ဝှက်ချက်ပြန်သင်ပေးခြင်းမှာရှိနေတာပါဘာလို့လဲဆိုတော့သူစုံတယောက်ကိုပြန်ရှင်းပြဖို့ကြိုးစားလိုက်တဲ့အခါကိုဦးနောက်ကဒီအချက်အလက်တွေကိုနီလန်းအတစ်တစ်ခုနဲ့ပြန်ပြီးစုစည်းရပါတယ်အဲ့လိုလုပ်လိုက်တဲ့အခါမှာပဲအသိပညာကပိုပြီးခိုင်မာသွားတော့တာပဲဒါဆိုရင်အမြန်တင်ယူဖို့အတွက်လိုက်နာရမယ့်အချက်တွေကပထမဆုံးအရေးအကြီးဆုံး20%ကိုပဲရှာပြီးအာရုံစိုက်ပါဒုတိယအချက်ကိုယ့်ရဲ့အားနည်းဆုံးအချက်ကိုအလိုလျောက်ဖြစ်သွားတဲ့အထိထွင်းဖောက်လေ့ကျင့်ပါနောက်ဆုံးတတိယအချက်ကတော့အပိုင်းတစ်ခုချင်းစီကိုကြည့်လို့ပြန်သိမ်းပေးဆိုတဲ့နီလာနဲ့ကျွမ်းကျင်အောင်လုပ်သွားဖို့ပါပဲ